ကျမ်းမာတော်မူကြပါစားခင်ဗျာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပါကျွန်မမဘုဒ္ဓမဟာလေးပါရှင်ဒီနေ့နောက်25ခုနှစ်65ရက်နေ့ဖြစ်ပါတယ်ရှင်းနေငါမှာထောင်လုံးလုံးကြားတဲ့ဒီစကားလေးကကျွန်မတို့မြန်မာပြည်အားလုံးနဲ့ရှင်းနေပြတာစကားလေးတစ်ခုဖြစ်လိမ့်မယ်လက်ရှိကျွန်မတို့မြန်မာနိုင်ငံရေးမှာလည်းရှင်းနေငါမှာထောင်လုံးလုံးကြားနေတယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခသည်တွေကိုလက်ခံမဲ့ခေါ်ယူမဲ့အစီအစဉ်တွေလုံးဝရပ်ဆိုင်းလိုက်ပြီကိုရီးယားကိုမြန်မာနိုင်ငံသားရွှေ့ပြောင်းဒုက္ခသည်တွေကိုရီးယားနိုင်ငံကလုံးဝလက်မခံတော့ဘူးဆိုပြီးတော့သူတို့ကိုရီးယားမှာရှိတဲ့ထူးသဖြင့်မျိုးသားရေးဝါဒီတွေပေါ့ကိုရီးယားမှာလည်းသူတို့နိုင်ငံမှာအဓိကမျိုးသားရေးကိုအခြေခံတဲ့မျိုးသားရေးဝါဒီတွေရှိတယ်ထိုင်းနိုင်ငံမှာလည်းမျိုးသားရေးဝါဒီတွေနော်နိုင်ငံတိုင်းမှာသူတို့နိုင်ငံမိမိနိုင်ငံရဲ့အမျိုးသားကျိုးစီးပွားမိမိနိုင်ငံရဲ့မျိုးသားလုံခြုံရေးဆိုတဲ့အခြေအနေပေါ်တွေမှာနော်အသက်ပေးပြီးလှုပ်ဆောင်နေကြတဲ့မျိုးသားရေးဝါဒီတွေရှိကြတယ်ဆိုတော့အဲ့ဒီကိုရီးယားမျိုးသားရေးဝါဒီတွေရဲ့ကန့်ကွက်မှုကြောင့်လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခသည်တွေကိုခေါ်ယူမဲ့အစီအစဉ်ရပ်ဆိုင်းတယ်အဲ့ဒါဘာလဲဆိုတော့ကိုရီးယားမှာသမ္မတအသစ်တက်တက်ချင်းမှာပြည်ပြည်ဒုက္ခသည်ဖွဲ့နော်ပြည်ပြည်ဝရံပြည် NUG ဖွဲ့ကနေပြီးတော့ကျွန်တော်တို့ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အတိမတ်ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားသမ္မတအသစ်ကိုတဝင်လော်ပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်နော်ဒူဝလက်ချီဝါတို့အုပ်စုကျွန်တော်တို့ NUG ဟာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အတိမတ်ပြုပေးပါဆိုပြီးတော့သမ္မတအသစ်ထံကိုသူတို့တောင်းဆိုကြတယ်အတနာခံကြတယ်ပြီးတော့တစ်ဆက်ထဲမှာပဲတောင်ကိုရီးယားသမ္မတသစ်ကຫນွေဦးတော်လိုင်းရေးမှာလက်သုံးချောင်းထောင်ပြီးတော့သူတို့အားပေးရလူဖြစ်တယ်။ဒါကြောင့်မလို့ဒီသမ္မတသစ်လက်ထက်မှာတောင်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လိုမျိုးအလားအလာကောင်းတွေရရှိနိုင်ပါလဲလို့ຫນွေဦးတော်လိုင်းရေးမှာဘယ်လိုမျိုးအခွင့်အလမ်းကောင်းတွေရရှိနိုင်ပါလဲဆိုပြီးတော့မစားရဝခမန်းနေလော်ခဲ့အော်ခဲ့သမျှဟာလောဆယ်မှာတော့ရှေ့နေငါမှထောင်လုံးကြရတဲ့ဖွာကိုရောက်သွားပြီဖြစ်ပါတယ်။နော်ရှေ့မှာလည်းပဲဒီလိုဖြစ်စဉ်ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ထိုင်းနိုင်ငံမှာမူဖော်ဝဲပါတီအနိုင်ရတော့အဲ့ဒီမူဖော်ဝဲပါတီခေါင်းဆောင်ပီတာရဲ့ဘောကိုမြန်မာပြည်မှာရှိတဲ့ဘုံကျုံအုပ်စုတွားပြီးတော့ဘောမကြတယ်ပီတာရဲ့ဘောကိုမောကြတယ်ထိုင်းမှာပီတာကဝင်ကြီးချုပ်ဖြစ်လာတဲ့အတွက်သူတို့NUGကဘယ်လိုဖြစ်တော်မဲຫນွေဦးဒေါ်လာရေးကဘယ်လိုဖြစ်တော်မဲဆိုပြီးမစားရဝခမန်းကြီးပြောခဲ့ချတယ်လက်ရှိတောင်ကိုရီးယားသမ္မတအသစ်ကိုလည်းသူတို့အဲ့ဒီလိုပဲဘောသွားပြီးမာတယ်သူတို့ကိုအစိုးရအဖြစ်အတိမတ်ပြုပေးဖို့သွားပြီးအတနာခံပေးမယ်လက်ရှိမှာတော့ရှိနေငါမှာထောင်လုံးကျသွားတာစိတ်မကောင်းကြပါပဲအဲ့ခုကတော့ KNU သူတို့ကရင်အားလုံးရဲ့နိုင်ငံရေးအိမ်မက်နိုင်ငံရေးရည်မှန်းချက်ကကော်တူးလေးနိုင်ငံတော်ဖြစ်တယ်ဆိုပြီးပြောသွားတယ်ပေါ့ဒီပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆချက်ပေးခြင်းလဲဆိုပြီးကျွန်မကိုမေးကြတဲ့လူတွေရှိတယ်သုံးသက်ပေးပါလို့ပြောကြတဲ့လူတွေရှိတယ်ကော်တူးလေးနိုင်ငံတော်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့နော်2020နဲ့2023နဲ့ကကျွန်မထက်ကပြောခဲ့ပူပါတယ်အခုတော့အဲ့ဒီအရင်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုပဲပြန်ပြီးတင်ပေးကြည့်ပါမယ် KNU ရဲ့ကော်တူးလေးနိုင်ငံတော်ကော်တူးလေးအိမ်မက်ဆိုတာဘာလဲနားထောင်ကြည့်ပါ KNU ကကြီးညာတယ်ဒီမိုကရေစီကိုအခြေခံတဲ့ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ဖို့အတွက်သူတို့တွေကော်တူးလေးဆိုရဖွဲ့တော်မယ်တဲ့ကိုဒေတာကိုအုပ်ချုပ်ခွင့်ရဖို့ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့တဲ့သူတို့တွေလက်နက်ကင်ပြီးတော့တော်လန်ပုံစံချင်းဖြစ်တယ်တဲ့ဒါဆိုလို့ရှိရင်တပ်မဟာ1တပ်မဟာ2တပ်မဟာ3တပ်မဟာ4ဆိုတာကိုပြည်နယ်လားတမပြည်နယ်လားတပ်မဟာ1တထုံခရိုင်ဆိုတာကရင်ပြည်နယ်လားမွန်ပြည်နယ်လားပြောတော့ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကင်ပုံစံနဲ့ဆိုရင်ဘာကြောင့်တမပြည်နယ်တွေကိုသွားပြီးနေချိန်နေရလဲတပ်မဟာ2 3ဆိုတာနော်ညောင်လေးပင်ခရိုင်တို့တောင်ငူခရိုင်တို့ကရင်ပြည်နယ်လားကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကင်ပုံစံနဲ့ဆိုရင်ဒါကရင်ပြည်နယ်လားဗမာရဲ့ပြည်နယ်လားအဲ့ဒီဒေသတွေမှာခေတ်ဆက်ကရင်တွေကအုပ်ချုပ်ခဲ့တာလားဗမာမင်းတွေကထိနဲ့စိုးစံပြီးအုပ်ချုပ်ခဲ့တာလားကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုပြီးဘာကြောင့်သူများနေမလို့နေရှင်းနေရလဲတမဟာလေးဒဝဲခရိုင်ဒဝဲဆိုတာကရင်ပြည်နယ်လားတနင်္လာရီတိုင်းလားတနင်္လာရီတိုင်းဖြစ်တယ်ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုပြီးလက်နက်ကင်ပြီးတော့ကျွန်တော်တို့ကတော်လန်ပုံစံပါတယ်ဆိုပြီးတော့အမှန်တကယ်တော့လက်နက်ကင်ပြီးသူများနေမလို့နေရှင်းနေခြင်းဖြစ်တယ်ဒါဆိုရင်အဲ့ဒီပြည်နယ်တွေမှာအခုတထုံခရိုင်အတွင်းမှာ KNU ကသူတို့ကော်တူးလေးအစိုးရဖွဲ့တဲ့အခါရင်အဲ့ဒီတထုံခရိုင်မှာရှိတဲ့မွန်လူမျိုးတွေကိုမဲဘိုးကြီးထောင်ပြီးဒီမိုကရေစီနည်းလမ်းကျရွေးကောက်ပွဲကျင်းပပြီးအုပ်ချုပ်မယ်လို့ခင်ဗျားတို့ထင်သလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကို KNU ကပေးသလားဒါဆိုရင်ဘိုးတိုင်းရှေ့ချမ်းကဗမာရဲ့နယ်မြေကို KNU ကနော်သူတို့နယ်မြေဆိုပြီးချက်တွင်လာတယ်အဲ့ဒီနယ်မြေတွေမှာဒီမိုကရေစီနည်းလမ်းကျရွေးကောက်ပွဲကျင်းပပြီးနိုင်တဲ့လူကအစိုးရဖွဲ့ထဲမှာဖွဲ့စည်းပြီးတော့အုပ်ချုပ်မယ်လို့ခင်ဗျားတို့ထင်သလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကိုပေးသလားဟုတ်အဲ့ဒီဒေသမှာရှိတဲ့ဗမာတွေနဲ့ဒဝဲတွေနဲ့တခြားသောတိုင်းရင်းသားတွေကကိုဒေတာကိုအုပ်ချုပ်ခွင့်ရဖို့ဆိုပြီးဒီမိုကရေစီနည်းလမ်းကျလွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရွေးချယ်ခံလို့ရသလားဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဒီမိုကရေစီဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဖက်ဒရယ်ဘယ်မှာလဲကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုပြီးတော့သူများနေမြေတွေလက်နက်ကင်နေချက်နေခင်ဗျားတို့မရှက်ဘူးလား KNU ကနော်အဲ့ဒီမှာစောနေတာများနဲ့ KNU နဲ့ရဖြစ်ချောင်းဆောင်ပြီးကော်တူးလေးအာမီဆိုပြီးခွဲထွက်တဲ့ကကျမတို့ပြောခဲ့တယ်ဒါကော်တူးလေးနိုင်ငံတော်တည်ဆောင်ပါ
နော်ကော်တူးလေးနိုင်ငံတော်တည်ထောင်မှုကအခုမှသူတို့နိုင်ငံအိမ်မက်တာမဟုတ်ဘူးကျမတို့မြန်မာနိုင်ငံကျမတို့တိုင်းရင်းသားတွေအားလုံးဟာအင်္ဂလိပ်လက်အောက်ကနေရုံးထွက်ပြီးမြန်မာပြည်လွတ်လပ်ရေးရဖို့ကြိုးပမ်းစဉ်အချိန်ကာလတွေက KNU ရဲ့မူရင်းလာရာကရင် Ranger တက် KN Ranger တက်ကအင်္ဂလိပ်ကြုံပေါ်မှာဆက်နေပြီးတော့ကော်တူးလေးနိုင်ငံတော်တည်ထောင်ခြင်းခဲ့တာဗမာတွေကကျမတို့မြန်မာတွေကလွတ်လပ်ရေးကြိုးပမ်းခဲ့ပေမဲ့သူတို့ဟာကြုံပေါ်မှာဆက်နေပြီးကော်တူးလေးနိုင်ငံတော်တည်ထောင်မှုသူတို့လုပ်ခဲ့တာဖြစ်တယ်သူတို့ဒါကြောင့်လည်းပဲကျမတို့မြန်မာနိုင်ငံမှာလွတ်လပ်ရေးရတယ်လွတ်လပ်ရေးရပြီးရက်တရာအတွင်းမှာ KNU ကလုပ်လေကော်တူးလေးနိုင်ငံတော်ဆိုပြီးကြီးညာတယ်သူတို့ကြီးညာတဲ့ကော်တူးလေးနိုင်ငံထဲမှာဘဲထိပါလဲဒေါ်စုကြည်မဲတိုင်ခဲ့တဲ့ဒေါ်စုကြည်ဝင်ရောက်ပြီးရွေးချယ်ခံပေးတယ်ရန်ကုန်တိုင်းကြီးကကော့မှုထိပါတယ်ကော့မှုတို့ကွန်းချံကုန်းတွေအထိကော်မှုတို့ကွန်းချံကုန်းတို့အထိ KNU ကသူတို့ကော်တူးလေးနိုင်ငံတော်ဆိုပြီးကြီးညာတယ်ဒါကြောင့်မို့လို့ဒီပြည်နယ်ထဲမှာရှိတဲ့ဖာစာပါလာဆိုရအောက်ကနိုင်ငံဝင်တွေအကုန်လုံးနှုတ်ထွက်ပေးပါခတ်ခွာပေးပါဒီပြည်နယ်ဟာကျွန်တော်တို့ကော်တူးလေးနိုင်ငံတော်မှာပါရဲဆိုပြီးတော့အဲ့ဒီလိုခွေးပါဝတ်ခဲ့တာဖြစ်တယ်တမိုင်းစင်စံမာတွေကသူတို့ဒီလိုစူးစမ်းခဲ့တာเนาะအခုမှထားပြီးကော်တူးလေးနိုင်ငံတော်လောက်ခါမဟုတ်ဘူးမြန်မာပြည်လွတ်လပ်ရေးမရခင်အောင်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာသူတို့အဲ့ဒီလိုစူးစမ်းခဲ့တယ်ခင်ဆက်ဆက်တက်မတော်ရဲ့เนาะအများပြီးွားတယ်စွန့်ရင်ပြီးွားတယ်တက်မတော်ရဲ့ကြိုးပမ်းမှုအောက်ကြောင်လာသူတို့တွေခေါင်းမထောင်နိုင်ခဲ့တာဖြစ်တယ်နော်အများစုကဘာပြောလဲဘိုးချုပ်အောင်ဆန်းကဒီပင်လုံစာချုပ်မှာမြန်မာပြည်မှာလွတ်လပ်ရေးရပြီး10နှစ်ကြာလို့ရှိရင်ခွဲထွက်ခွင့်ပေးမယ်လို့ဂီပေးခဲ့တယ်ဒါပေမဲ့နေဝင်အစိုးရကဆရာနာရှင်တွေကနော်မပေးခဲ့ဘူးဆိုပြီးတော့ခင်ဗျားတို့ကလူဘိန်းစကားတွေနဲ့သူများစကားမှာလမ်းဆုံးပြီးတော့လမ်းပေးစကားတွေပြောကြတယ်နံပါတ်1ရိုးရိုးရှင်းရှင်းပဲပြောမယ်အဲ့ဒီပင်လုံစာချုပ်ဆိုတာကဗမာတွေကလူမျိုးကြီးဝါဒနဲ့တိုင်းရင်းသားတွေကိုဖိနှိပ်နေလို့တိုင်းရင်းသားတွေနဲ့နာနေတဲ့အတွက်တိုင်းရင်းသားအခွင့်အရေးအတွက်ဆွေးနွေးတဲ့စာချုပ်မဟုတ်ဘူးရှင်းတယ်နော်ပင်လုံစာချုပ်ဆိုတာကငါတို့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရပြီးသွားလို့ရှိရင်ငါတို့မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်ကြီးတည်ထောင်မယ်ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ထောင်မယ်ဘယ်လိုစနစ်နဲ့သွားမယ်ဘယ်လိုမူဝါဒနဲ့သွားမယ်ဆိုပြီးဆွေးနွေးတဲ့စာချုပ်မဟုတ်ဘူးရှင်းတယ်နော်ဘာအတွက်ဆွေးနွေးတဲ့စာချုပ်လဲငါတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေနဲ့ဗမာတွေနဲ့ဘယ်လိုပူးပေါင်းပြီးတော့ပြည်မနဲ့တောင်တန်းနဲ့ဘယ်လိုပူးပေါင်းပြီးအင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေးကိုအတူတကွဘယ်လိုစီးလုံးညီညွတ်မှုယူမလဲဆိုပြီးတော့ဆွေးနွေးတဲ့စာချုပ်တာဖြစ်တယ်ခင်ဗျားတို့ဒီချက်ကိုသဘောပေါက်ဖို့လိုတယ်နောက်တစ်ချက်အဲ့ဒီပင်လုံစာချုပ်မှာကင်းပြည်နယ်ဆိုတာမရှိဘူးပင်လုံစာချုပ်မှာချင်းပြည်နယ်ဆိုတာမရှိဘူးထပ်ပြောမယ်ပင်လုံစာချုပ်မှာပါရကင်းပြည်နယ်ချင်းပြည်နယ်ဆိုတာယာယီသဘောတရားအရသတ်မှတ်ထားကြတာဖြစ်တယ်နောက်10နှစ်ကြာမှခွဲထုတ်ခွင့်ပေးမယ်ဆိုတာကလေနောက်10နှစ်ကြာဆိုတာလေနောက်ဒါဟာနိုင်ငံရေးရဗိုလ်ချုပ်ဟာနိုင်ငံရေးဂတိကိုနိုင်ငံရေးပေးလုပ်ခဲ့တယ်တကယ်လို့နောက်10နှစ်ကြာလို့မှဒီကျွန်တော်တို့ဖားစားပါလာဆိုရစီမံအုပ်ခန့်ခွဲမှုအုပ်ချုပ်မှုခင်ဗျားတို့မကြိုက်ဘူးဆိုလို့ရှိရင်အခုယာယီသတ်မှတ်ထားတဲ့ကင်းပြည်နယ်ကအဲ့ဒီဒေသမှာမူတည်တဲ့နေထိုင်တဲ့တိုင်းရင်းသားတွေရဲ့နယ်မြေခံပြည်သူလူထုရဲ့သဘောထားစစ်တမ်းကိုကောက်ယူပြီးကင်းပြည်နယ်ဖြစ်ပြန်လည်ဖွဲ့စည်းဖို့ချင်းပြည်နယ်လို့ယာယီသဘောတရားအရပင်လုံစာချုပ်မှာသတ်မှတ်ထားတဲ့နယ်မြေဝင်းဝိုင်းမှာတည်ရှိတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့စစ်တမ်းသဘောထားစစ်တမ်းကောက်ယူပြီးတော့ချင်းပြည်နယ်ပြန်လည်ဖွဲ့စည်းဖို့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီပင်လုံစာချုပ်မှာပါတဲ့ကရင်ပြည်နယ်ရဲ့အကျယ်ဝန်းထက်လက်ရှိကော်တူးလေးအာမီဆိုပြီးKNUကကရင်တဘုံကရင်အကျန်းဖက်တောင်းချမ်းသူKNUကလှုပ်တဲ့နော်ကော်တူးလေးနိုင်ငံတော်ရဲ့အကျယ်ဝန်းကပုံများနေတယ်ပင်လုံစာချုပ်မှာပါတဲ့ကရင်ပြည်နယ်ရဲ့အကျယ်ဝန်းထက်အခုကော်တူးလေးနိုင်ငံတော်ဆိုတဲ့အကျယ်ဝန်းက3-4ဆကျယ်နေတယ်ဘယ်သူမဟုတ်ဘူးလို့ညင်းချက်လဲခင်ဗျားတို့ဒီမိုကရေစီတို့ဖက်ဒရယ်တို့တိုင်းရင်းသားရေးတို့ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုတာလူပိန်းကြိုက်တယ်နဲ့လူကြားကောင်းကလင်ကကြက်ပြောနေတာဖြစ်တယ်ကလင်ကကြက်ပြောနေနေတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးပြည်အောင်သူပေါ်မှာသဘောထားမမှန်ဘူးကိုပြည်သူလူထုပေါ်မှာလည်းသဘောထားမမှန်ဘူးเนาะသူတို့ဖက်ဒရယ်နဲ့ဒီမိုကရေစီနိုင်ငံတော်တည်ထောင်မယ်ပြောပေမဲ့ကျွန်တော်တို့ဟာရွေးကောက်ပွဲနဲ့ကျင်းပပြီးတော့မဲပုံးထောင်ပြီးဒီမိုကရေစီနည်းလမ်းကြဒေသခံပြည်သူတွေဥမာ KNU ရဲ့ကော်တူးလီနိုင်ငံတော်ထဲမှာတထုံခရိုင်ပါတယ်မွန်ပြည်နယ်ဒါဆိုရင်အဲ့ဒီမွန်နေကရောသူတို့ပြည်နယ်ကိုမွန်နေရဲ့ပြည်နယ်တကယ်ရင်ကျင်းမှုအစင်လာကြီးမားတဲ့မွန်လူမျိုးတွေနဲ့မျိုးကိုကရင်ကတိမ့်သွားလို့ရှိရင်လက်ခံသလားလက်မခံဘူးဆိုလို့ရှိရင်အဲ့ဒီ KNU ကလက်မခံတဲ့မွန်တိုင်းရင်းသားတွေကိုလက်နက်ကအနိုင်မကျင့်ပါဘူးလို့ဘယ်သူမှအာမခံချက်မပေးနိုင်ဘူးဆိုတော့ခင်ဗျားတို့ကနော်ခင်ဗျားတို့ကမအားလားပြုတ်ကြရင်ပြီးရောဆိုတော့ခွေးအုံနောက်လေးတွေခင်ဗျားတို့ရဲ့ဖြုတ်အုံနောက်လေးတွေနဲ့စကားကိုလည်းမပြောနဲ့